တဲမီဇတ်တော်မှာဖျားလောင်းဟာဘာကြောင့်19တိုင်အောင်စကားမပြောခဲ့လားလေမင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ဖျားလောင်းဆက်ကြီး10ပွဲတွေကတေမီယဇတ်တော်ပဲဖြစ်ပါတယ်ရှဲလွန်လည်ပြီးတော့အခါဘာရာနာတိပီကာတိတိုက်ကိုအစိုးရသောကြောင့်ကာတိကာရက်အမီရှိတော်မင်းဒီမင်းပြူ၏ထိုမင်းဤမိဖျားကမတ်တရဆက်တိုင်းတာဂလပီမတ်တရဆက်မင်းဤသမီးတော်စန္ဒာဒေဝီဖြစ်သည်ထိုမိဖျားကြီးမဆွေ၍မင်းမောင်မအပေါင်းတို့တွင်တယောက်သောမိဖူယားမောင်မတို့မြတာသမီမထွန်းကားကြပြီထို့ကြောင့်ဘာရာနာတိပရိတုပြူတာအပေါင်းတို့သည်ထီးမွေနမ်းမွေကိုဆက်ခံရန်တာစုကိုတောင်းပါမိအကြောင်းမင်းညင်ပြင်း၌အညီညွတ်စီဝေး၍ကာစီကာရာဇာအားလျှောက်ထားကြကုန်သည်ထို့ကြောင့်မင်းကြီး16000သောမောင်မအပေါင်းတို့သည်မိမိတို့ကိုးကွယ်ရာနတ်တို့ကိုပူဇော်တင်ကိုး၍တားစုကိုတောင်းကြကုန်၏ထို့ရာတွင်စန္ဒာဒေဝီမိဖုရားကြီး၌တာလီတားစုပန်သည့်အလိုတော်ပြည့်၍တေမိယဟုသောအလောင်းတော်မင်းသားသည်ဖွားမြင်လေသည်တနေ့တာလီမင်းကြီးသည်တလာတာတားငယ်ကိုမိဘတို့၏ချစ်ချင်းမေတ္တာအဟုန်ဖင့်ရင်ခွေ၌ထား၍မုတ်တန်ကနိုင်ရင်ဖြင့်တပင်တော်ထီဖြူရိမှစိတ်နှလုံးချမ်းမြေ့စွာနေလီထိုအခါမင်းချင်းတို့သည်ခိုးသူ4ယောက်ကိုဖမ်းယူချီနှောင်၍မင်းကြီးအားဆက်လာလေ၏မင်းကြီးလည်းခိုးသူတို့ကိုအများကြောက်ရွံ့ထိတ်လန့်အောင်ထင်ရှားစွာစီရင်ဟုဆိုတော်မူ၏ထို့သောကြောင်မက်ဖွယ်ဆိုသောမင်းကြီးစကားကိုတလာသားအရွယ်မင်းသားငယ်ကြားသိလေတော့ရှေးဘဝကဘာရာနတိပြည်ဝဲအနစ်20မင်းပြုတ်ခဲ့သည့်အဖြစ်ကြောင့်နှစ်ပေါင်း8000မြငရဲသို့လာခဲ့ရသည်ကိုပါရမီအလျောက်ပြန်ပြောင်းအောင်မေ့မိ၍မင်းပြုတ်ရမည်အချင်းအရာကိုများစွာတုံ့လုံမိလေသည်ထိုအခါရှေးကအမိထိခဲ့ဘူးသူထီးဖြူတော်ဆောင်နတ်သမီးသည်တေမိယာမင်းသားအားစွန့်နားပင်း၍လူကြီးမတူသောကာလကနာကဲ့သို့ဟန်ဆောင်၍နေရန်အကြံပေးလေတော့တေမိယာမင်းသားသည်ထိုအကြံတာရီတပါးသောတငယ်များကဲ့သို့မငိုအလိုလျောက်လက်ချေတို့ကိုလည်းမယူမသိမ့်မိမ့်ရှက်အိမ်ဆက်မွေခြင်းလည်းမရှိနားမက်စီတူတူအဖြူအဖျော်မဲခေါ်ညာလည်းမကြားရောင်တခွဲတိမ့်ပတ်လက်၍မကြည့်ရှုထို့သို့မင်းသားမတုံမလုတ်နေကြောင်းကိုအထိန်တော်တို့သိလက်တော့မင်းကြီးအားလောက်ထားပြီးလင်တနေ့အရွယ်၌နိုးရည်ဖြင့်အလိုဆန်းခြင်းနှစ်အရွယ်၌မုံခဲဖွယ်ဖြင့်အလိုဆန်းခြင်း3နှစ်အရွယ်၌တစ်တီးဖြင့်အလိုဆန်းခြင်း4နှစ်အရွယ်၌ကစားဖွယ်ဖြင့်အလိုဆန်းခြင်း9နှစ်အရွယ်၌ဘောစင်ဖြင့်အလိုဆန်းခြင်း6နှစ်အရွယ်၌မီးဖြင့်အလိုဆန်းခြင်း9နှစ်အရွယ်၌စင်ဖြင့်အလိုဆန်းခြင်း10နှစ်အရွယ်၌မွေဖြင့်အလိုဆန်းခြင်း9နှစ်အရွယ်၌ကာချေသပင်ဖြင့်အလိုဆန်းခြင်း10နှစ်အရွယ်၌တလရက်ဖြင့်အလိုဆန်းခြင်း17နှစ်အရွယ်၌ခရုသိန်းဖြင့်အလိုဆန်းခြင်း12နှစ်အရွယ်၌စီကြီးဖြင့်အလိုဆန်းခြင်း13နှစ်အရွယ်၌စီမီးဖြင့်အလိုဆန်းခြင်း14နှစ်အရွယ်၌တင်လဲဖြင့်အလိုဆန်းခြင်း15နှစ်အရွယ်၌မစင်းဖြင့်အလိုဆန်းခြင်း16နှစ်အရွယ်၌မီးမယ်ဖြူဖြင့်အလိုဆန်းခြင်း19နှစ်အရွယ်၌ကချေသေးဖြင့်အလိုဆန်းခြင်းဟု၍မင်းအမတူသည့်တိမ်မီအမင်းသားဤအလိုကိုသိရအောင်19ချိန်တိုင်တိုင်အလိုဆန်းကြကုန်၏တို့ရတွင်အမှန်ကိုမလျှောက်ထားနိုင်ကြောင်းသိရတော့မင်းကြီးသည်ပုရောဟိတ်ပုနာတို့အားခေါ်ယူမေးမြန်းပြန်ရာပုရောဟိတ်တို့သည်တေမိယမင်းသားအားကြိတ်တေမရှိသည်ဖြစ်၍အမင်္ဂလာအင်္ဂါချို့ယုတ်သောမင်းရထား၌တင်စီ၍တွတ်တန်တပြင်း၌မြုံနှံသဖြင့်ဖြောက်ရန်တင့်မီဟုဓမ္မဝိကိုမငဲ့ကွက်ပဲရှောင်ထားကြသည်ထိုအခါမဲတော်စန္ဒာဒေဝီမိဖုရားကြီးသည်ရှေးအခါကမိမိလိုရာခွင့်တောင်းစေဟုသောအမိန့်ကိုမင်းကြီးထံမှကတိရရှိပြီးဖြစ်သည့်အတိုင်းသားတော်တေမိယမင်းသားအသက်ချမ်းသာစိတ်တော်ငါသားတော်အားထီးမွေနန်းမွေပေးရရန်တောင်းဆိုလေ၏မင်းကြီးငင်းလက်တော့မိဖုရားလည်းတက်တက်တာမြမင်းဖြစ်မရလင်9နှစ်တွတ်တဤမဟုတ်9လ6လ9လ4လ3လ2လ1လ15ရက်9ရက်စသည်ဖြင့်တက်နိုင်သည်များစုကိုရလေအောင်လျှောက်ထားရာနောက်ဆုံး၌တေမီယာမင်းပါအား9ရက်ထီးနှန်းအပ်လေ
ဤခုနှစ်ရက်ထီးနှန်းစိုးစံနေစဉ်မေတော်စန္ဒာဒေဝီမိဖူရာသည်တေမိယာမင်းသားအားစကားပြောပါရန်တောင်းပန်သည်ထို့ကြောင့်ခုနှစ်ရက်မြောက်သောနေ့တွင်ယထာမူးသည်တေမိယာမင်းသားအားမြေတွင်မြို့အပ်ဟုတ်သူတန်ထုတ်လေသည်ထိုအခါမှာ တေမီယမင်းသားသည်ငါကအထက်ကပညာစွမ်းကိုစွမ်းကိုဖုံးလွှမ်းမြုပ်တဲ့အချင်းခါမဟုတ်သဖြင့်ထုတ်ပြခြင်းမပြုယခုမူကားပညာနှင့်ကိုအားကိုထင်ရှားစွာထုတ်ပြတဲ့တော်အခါရောက်ပြီဟုယူဆလျက်အဝိတ္တန်စာတို့ကိုဝစ်စင်ရန်တောင်းတော်မူလေ၏ထိုတောင်းတချက်အရာဝိတကြုံနထာကတကြားပင်ကိုစာဝိလဲတော်ကိုဆက်တရာထိုဝိလဲတော်ကိုဝိယူယထာမူတုနန္ဒာနိစကားဆိုတော်မူ၏ဖျားလောင်တေမိယမင်သားသည်ယထာမူအားအဆွေခင်မွန်းလူအားမဖြစ်မားထိုက်ကြောင်းမေတ္တူပူဇာဒေသနာစေကာထားဖြင့် တရားဓမ္မဟောပြသည်ယထာမူသည်တေမိယမင်းသား၏အဖြစ်တစ်နှစ်ကိုတည်၍နေပြည်တော်သို့ပြန်သည်လျှင်မင်းပြုတော်မူပါရန်လျှောက်ထားလေသည်တေမိယမင်းသားကမင်းအဖြစ်ကိုစွန့်၍ယဟန်ပြုလက်ချမ်းသာစွာနေမည်ကိုပြောပြ၍ခမေးတော်မေတော်ဆွေတော်မျိုးတော်တို့အားကတော်လိုက်ကြောင်းကိုမာကြားကယထာမူကိုနေပြည်တော်သို့လွှတ်လေယထာမူလည်းနေပြည်တော်သို့ရောက်၍အကြောင်းစုံကိုလျှောက်ထားလေတော့မေတော်ခမြဲတော်စာသည်တို့သည်ယဟန်အဖြစ်သို့ရောက်ပြီးတော့တေမိယမင်းသားထံသို့ကိုယ်တိုင်လိုက်လာကြပြီနော်တေမိယမင်းအားမင်းအဖြစ်ကိုယူပါရန်တောင်းပန်လက်တော့တေမိယမင်းသည်တောထွက်ခြင်း၏အကျိုးကိုပြ၍တရားဓမ္မဟောကြားသည်မေတော်ခမီးတော်မွားအစဘာရာနတိတပီလုံးသည်ဥစာစီးစိမ်ဟုသမျှတို့ကိုစွန့်လွတ်၍တောထွက်ကယဟန်ပြုကြလေတယ်ထိုမှတဖန်အနီးအနားရှိ ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အကျိုးရှိတယ်လို့ထင်ရင် like လေးနှိပ်ပေးတော့မဖြစ်မနေစက်ခက်ရိုက်လှုပ်ထားဖို့လဲမင်းမနေပါနဲ့ကိုမန္တာမှာတင့်ထင်မြင်ချက်တွေရေးချန်ခဲ့ပေးတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်